ကြက်ပဲကူးလား ဟာ ဟုတ်တယ်လေ ရလိုက်ပါတော့ရလိုက်ပါတော့ ရှင်းရောက်လာပြန်ပြီ ဟုတ် အဲ့လား ကျော်လိုက်ပါ ခုနကမှလည်းအတိုင်းပဲလေ ကိုပြီးတော့လိုက်ပါကိုပြီးလို့အဲ့လို တော့ပြီးသွားပြီကိုပြီးပဲလုပ်လိုက်တယ် ကိုပြီးလားအဲ့လား ကိုအဲ ကဲမစ္စတာဘီ နိုင်ပြီ အခုလေးဘာပြော ဘေးကွာရေမိုက် Influencer Show the next big Influencer Show season 2မှာကိုပြီးမကျင်နဲ့ဆုံးအမြင်ကတ်ဆုံးပလေယာတယောက်ကိုပြောပါ စားလိုက်ပါဒဲလိုက် အမြင်ကတ်တဲ့လူမရှိဘူးလို့ပြောလို့မရပါတယောက်ကိုမဖြစ်မနေပြောကိုပြောမှဖြစ်ပါမယ်ကျင်တဲ့လူတော့ရောပါ ပြောလဲပြောပါ ပြောရတော့ပဲလို့ရုပ်စီးစိမ်းသုံးတော့ကြက်ပဲကူးလား ဟာ ဟိုဘက်လေကင်မရာဟိုဘက်မှာ ဝါပြီ ဟိုဘက်ကြီးလေ တော့ကြံနေ သားလေးတွေကို royalty တိုင်းမလား ဒီကဘာဝင်မဝင်နိုင်ရတယ်ဟုတ်တယ်လေ အကုန်လုံးကခေါက်ဆွဲလို့မျက်စောင်းထိုးနေကြတာဗိုက်စာနေကြတာမသိ အနည်းနေပါရဟနော် အောက်ဆွဲရရမ်းကောင်းတယ်သူ့ဟာဖင်ကလေးတော့စားလိုက်တာသူတို့ဖြစ်သွားတယ် တကယ်တော့အမြင်ကတဲ့ player တွေဆိုတော့မရှိပါဘူးအကုန်လုံးကညီကောင်မောင်နှမတွေပဲ မှန်တယ် ဒါပေမဲ့တယောက်တော့ပြောပြီ ကိုကြီးကြတော့ဒီလိုဖိုင်လို့ အမြင်ကဆုံးက6စိတ်ပဲဟာဘာရင်ဝင်လာလဲမသိဘူးเนาะ show အဲ့အပိုင်းစက်နဲ့တော့ကြည့်လိုက်တစ်ဖက်ဒီကောင်ကောင်ကဲနေချင်တာဘယ်မှာလဲ twice ဒီဒီမှာလဲဟာ what the fuck ဘာရ ပြီးတော့တကယ်မိုက်တယ် ဟာတို့တော့မသိဘူးကိုရီတော်တော်